ထပ်ပြီးဗာပြောစရာရှိလဲဆိုတော့ကျွန်တော်တို့ဂျပန်ကစားသမားတွေ ARD အသင်းကခေါ်ယူလိုက်တဲ့အတွက်ကြောင့်မလို့အကျိုးသက်ရောက်မှုကတော်တော်လေးကောင်းခဲ့တယ်ဆိုတော့ကျွန်တော်ညင်းလို့မရဘူးဒီဒါပြည်တွင်းကမီဒီယာသမားတွေလည်းသုံးသပ်တယ်လို့နိုင်ငံခြားနေပြီးမီဒီယာသမားတွေလည်းသုံးသပ်တဲ့အပိုင်းရှိတယ်ပေါ့နော်အဲ့တော့ဂျပန်ကစားသမားတွေရဲ့အနေအထားကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ပြည်သက်တွေနီးတူပဲကျွန်တော်တို့မြင်ရမှာတော့ technical quality နဲ့ intensity ပေါ့နော်ဒီအပိုင်းတွေမှာအဆင့်မြင့်ပေးထားနိုင်တာကိုဒီကစားသမားတွေစီမှာကျွန်တော်တို့တွေ့ရသလိုအသင်းအတွက်လည်းပို့ပြီးတော့ level တစ်ခုထပ်မြင့်သွားတယ်ဆိုတဲ့ပုံစံကိုကျွန်တော်မြင်ရတယ်မြန်မာကစားသမားတွေလည်းပဲဒီတိုင်းပဲဂျပန်ကစားသမားတွေနဲ့တွဲကစားလိုက်တဲ့အခါမှာ quality ကလုံးဝ high level ဆို high သွားတယ်ပေါ့ဗျာဒီဘိုင်းလေးကျွန်တော်တို့တွေ့ရတယ်ပေါ့နော်တူတူတော့ကျွန်တော်ကြိုက်တာဘာကြိုက်လဲဆိုတော့ဒါယူရီကာဆိုင်ကိုကျွန်တော်တို့သဘောကျသွားတယ်ဗျာအဲ့ဒီပွဲမှာပေါ့နော်ပြိုင်ဘက်တွေလည်းသတိထားလိုက်မယ် no limit နဲ့ပွဲမှာလည်းပြိုင်ဘက်တွေသတိထားလိုက်မယ် new type နဲ့ပွဲမှာလည်းဒီကစားသမားကိုသတိထားလိုက်မယ်ကာဆိုင်ကဒီပွဲမှာ35မိနစ်မှာဖွင့်ကိုသွင်းတယ်အဲ့ဒီဂိုးကတော်တော်မိုက်တယ်ဒါ loose ball ကိုချက်ချင်းသုံးချပြီးတော့ box shell ကိုဝင်တယ်နောက်တစ်ဖက် defender ကိုကြော်ပြီးတော့သူက finishing လုပ်သွားခဲ့တယ်တူးချင်းအရေးသွေးပေါ့ individual quality ကောင်းတယ်ဆိုတာဒါကြီးကတော့ပြသနေတယ်ဒါပွဲကြည့်တဲ့သူတွေသိတယ်လို့မျိုးဘလို့ပဲကြည့်ကြည့်ဗျာဒီဂိုးတွေကိုကျွန်တော်မြင်လိုက်ရပြီဆိုကာဆိုင်ရဲ့အနေထားကဘာလဲဆိုတာကျွန်တော်တို့တွေ့ရသလိုနောက်ထပ်ဝေလို့စွမ်းဆောင်နိုင်မှုဝင်းသိင်ကြီးဝေလို့စွမ်းဆောင်နိုင်မှုနောက်ပြီးတော့လို့ရှိရင်လုံးဝဘောလုံးနောက်တန်းကနေပေးလိုက်ပြီးတော့ကျွန်တော်တို့ချက်ချင်းဂိုးသွင်းသွားတယ်လင်းမြမိုးရဲ့အနေထားတအားရှယ်မိုက်တဲ့ဟာတွေကျွန်တော်မြင်ရတယ်ပေါ့နော်ခွင့်ရေးရလာလို့ရှိရင်ပိုကောင်းအောင်ကစားတတ်တယ်ဆိုတာကျွန်တော်မြင်ရမှာပဲဖြစ်တယ်အဲ့တော့ကာဆိုင်ကြောင်းပြန်ဆက်မယ်ဆိုလို့ရှိရင်ကာဆိုင်ရဲ့အားသာချက်ကဂိုးသွင်းနိုင်တာတခုတည်းမဟုတ်ဘဲနဲ့ဘောလုံးရလာတဲ့အချိန်မှာဆုံးဖြတ်ချက်မြန်တာလည်းကောင်းတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီ ARD အသင်းမြန်မာဝမ်မန်လီမှာကစားနေတဲ့သူတွေထဲမှာလည်းဒီလိုပဲဘောလုံးရရင်ချက်ချင်းသွားနိုင်တဲ့သူတွေအများကြီးရှိနေတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်သွားမယ့်ခီးစဉ်တွေအတွက်ကတော့အားတက်စရာလို့ပဲပြောရမှာပေါ့နော်နောက်တစ်ခုကဘာလဲဒီဂျပန်ကစားသမားတွေရဲ့အလုပ်လုပ်ပုံဂျပန်ကစားသမားတွေရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ရှေ့လည်နောက်ကစားတဲ့ပုံစံလေးကတော်တော်လေးကောင်းသွားတယ်ဒီဂျပန်ကစားသမားတွေပါလာတဲ့အတွက်ကျွန်တော် ball control ပုံငိမ်သွားတယ် pass ပေးပြီးတော့နေရာရွေးတဲ့ movement တွေဒီ ARD အသင်းမှာပိုကောင်းလာတယ်present လောက်တဲ့အချိန်ဆိုလို့ရှိရင်လည်းကျွန်တော်ပိုတိတာတယ်ပေါ့နော်ဘောလုံးဆုံးရှုံးသွားတဲ့အချိန်တွေပြန်ကြည့်မယ်ဆိုလို့ရှိရင်ဘာသွားတွေ့လဲဆိုတော့ပြန်ပြီး PR ပေးတဲ့တန်ကိုကျွန်တော် reaction ပြန်လုပ်ပြီးတော့ counter ပြန်သွားတဲ့ဟာတွေကျွန်တော်တို့အသင်းမှာပို့ပြီးတော့ထပ်မြက်လာတယ်အရေးကြီးဆုံးကပွဲရဲ့တန်ဖိုးကိုကျွန်တော်တို့နားလည်ပြီးတော့ကစားတဲ့အခါတော်တော်ကြီးကိုကောင်းသွားတဲ့အပိုင်းတွေထပ်မြင်ရတယ်ပေါ့နော်ဒါလေးတွေကျွန်တော်တို့ပြောချင်ပါတယ်ဒါကိုလည်းပဲဒါပြိုင်ဘက်အသင်းကကစားသမားတွေကိုယ်တိုင်ဝန်ခံသွားခဲ့တာကျွန်တော်တို့တွေ့ရမှာပေါ့နော်ကျွန်တော်တို့ဘာလို့တွေ့ရတယ်လဲဆိုတော့ကျွန်တော် high press down သူတို့တွေကဘေးကတဲတဲ့အချိန်မှာတော်တော်ကြီးကိုအခက်ခဲတွေ့စေခဲ့တယ်ဆိုတဲ့အပိုင်းကိုလည်းကျွန်တော်တို့ကြားရတယ်သိရတယ်ပို့ပြီးတော့မြင်ရတယ်ပေါ့နော်လောအောင်တော့ပိုင်းကတော့အရင်ပြောကြရမလို့ကျွန်တော်တို့နိုင်ငံခြားသားကစားသမားတွေဂျပန်ကစားသမားတွေပါတဲ့အတွက်ကြောင့်လို့ ARD အသင်းရဲ့ဒီ play စဉ်တော်တော်ကြီးကိုကောင်းသွားခဲ့တယ်ဘောလုံးရမှသာကစားတဲ့ပုံစံမဟုတ်တော့ဘဲနဲ့ဘောလုံးမရှိတဲ့အချိန်ဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာပါဘလို့အလုံးလုံးကြသလဲဆိုတာထင်းဝကောင်းကောင်းနဲ့အလုံးလုံးကြတယ်ကျွန်တော်တို့မြင်ရတယ်ဒါ press တွေ cover တွေ possession တွေပြန်ယူတာတွေ teammate တွေကို support လုပ်တာတွေတယောက်နဲ့တယောက်ချိတ်သွားခဲ့တဲ့ဟာကARD မှာဒီတစ်ခါပို့ပြီးတော့အဆင့်မြင့်ပြီးတော့ပို့ကြည့်ကောင်းတယ်ဆိုတော့ကျွန်တော်ပြောစရာရှိတယ်အဲ့တော့ new type နဲ့ပွဲကျွန်တော်မဆောက်နိုင်တော့ဘူးတော်တော်ကြည့်ကျင်နေပြီတစ်ဖက်ကလည်းကောင်းတယ်တစ်ဖက်ကလည်းကျွန်တော် ARD အသင်းတော်တော်လေးအဆင့်မြင့်ထားရဲဆိုတော့ပွဲရတော့ပွဲကောင်းတဲ့ပွဲတဲ့ပိုပါလိမ့်မယ်เนาะအဲ့တော့ကျွန်တော်ဂျားမှာလည်း no limit နဲ့ကစားရမယ့်ပွဲရှိနေတယ်အဲ့တော့မြန်မာကစားသမားတွေကလည်းနိုင်ငံခြားသားကစားသမားတွေနဲ့တွဲဆော့တဲ့အခါမှာတန်ဖိုးပုံမြင့်တဲ့ဒီဘောလုံးနောက်ကိုပွဲတစ်ပွဲပေါ်ချင်းခဲ့တဲ့အခါမှာပို့ပြီးတော့ vision ကောင်းကောင်းနဲ့ကစားလာနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အတွက်ကတော့တိုးတက်မှုတွေကြီးပဲအထူးသဖြင့်ကတော့ combination ကောင်းသွားတဲ့အချက်ကိုကျွန်တော်တို့ကတော့ပြောချင်တာပေါ့เนาะဘာကြောင့်လဲဆိုတော့ဂျပန်ကစားသမားတွေခေါ်လိုက်လို့မြန်မာကစားသမားတွေပျောက်သွားတာမျိုးရှိလားဆိုတော့မရှိဘူးအားလုံးကသူ့ဟာနဲ့သူကောင်းတယ်ကျွန်တော်ရှင်းမှပြောခဲ့သလိုပဲကာဆိုင်ဖွင့်ကိုသွင်းပေးတာတကိုးတယ်ကျန်တဲ့အပိုင်းတွေမှာကျတော့မြန်မာကစားသမားတွေကြီးပဲဂိုးသွင်းယူသွားခဲ့တယ်ဝင်းသိင်ကြီးထွန်းက2ဂိုးလင်းမြမိုးက1ဂိုးအဲ့တော့မြန်မာကစားသမားတွေကိုယ်တိုင်ကလည်း finishing မြင့်နေဆိုတာတော့ကျွန်တော်တို့ငင်းလို့မရဘူးဒါကြောင့်မလို့ဂျပန်ကစားသမားတွေကြည့်မယ်ဆိုလို့ရှိရင် tempo ရဲ့ technique ရဲ့ war rate ရဲ့ဒီ3ခုရှိတယ်နောက်ပြီးတော့မြန်မာကစားသမားတွေကြည့်မယ်ဆိုလို့ရှိရင်တော့ pace တွေ physical တွေနောက်ပြီးတော့ attacking ဘယ်လိုပြောမလဲ attacking combination တွေကောင်းတယ်ဆိုတာတော့တွေ့တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဂျပန်ကစားသမားတွေနဲ့မြန်မာကစားသမားတွေပေါင်းစပ်လိုက်တဲ့အခါမှာ ARD အသင်းအတွက်လုံးဝကောင်းမွန်တဲ့ base issue တစ်ခုထွက်လာတယ်ဆိုတာတော့ကျွန်တော်ငင်းလို့မရပါဘူးဒီတပွဲတဲ့နိုင်ုံနဲ့တော့ကျွန်တော်တို့တွေတောက်ပနေလို့မရဘူးเนาะဂျပန်ကစားသမားတွေပါလို့လည်းပဲ ARD အသင်းတောက်ပနေလို့မရဘူးမြန်မာကစားသမားတွေရှိနေလို့လည်း ARD အသင်းရှေ့ဆက်ပြီးတော့ဒီထက်ပိုကောင်းတဲ့ဟာကိုပဲယူနိုင်မှုလိုပါတယ်ကျွန်တော်တို့ထိတ်တန်းအဆင့်ကိုမရောက်သေးဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေကိုအရင်စိုးဟိုက်နေလို့မရသေးဘူးဆိုတာလည်းအားလုံးသိကြမှာပါအဲ့တော့နောက်တစ်ဆင့်မှာအင်အားပိုကြီးတဲ့အင်အားပိုကောင်းတဲ့အသင်းတွေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ present တွေ defensive war rate တွေနောက်ပြီးတော့ decision making တွေကောင်းကောင်းချနိုင်ဖို့အတွက်စ조사ထားမှသာလည်းအဆင်ပြေနိုင်မယ်ဆိုတဲ့အပိုင်းနဲ့ကျွန်တော်ပြောထားခြင်းပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ပွဲပြီးသုံးသက်ချက်ကိုဒီလောက်နဲ့ပဲရန်နာကျင်ပါတယ်တကယ်ကောင်းမွန်တဲ့ပွဲတစ်ပွဲကျွန်တော်ကြည့်ရပါတယ်အဲ့တော့ no limit နဲ့ပွဲဘာတွေဆက်လုပ်ပြမလဲဆိုတာလည်းပြည်သက်တွေနဲ့အတူတူကကျွန်တော်တို့ဆက်ပြီးတော့ ARD အသင်းကိုအားပေးပြီးတော့မျှော်လင့်ကြည့်ကြပါသေးတယ်ခင်ဗျာ fight ထဲမှာ ARD